ဆိုင်ရောဆိုင်ပေါင်းထားတဲ့ဒီသေးတွေကကိုရိုးရဲ့ထုတ်လုပ်မှုအတွက်ခက်ခဲဖြစ်စေတာရောင်းမှုကိုရှိတာဆိုင်ရောဆိုင်ပေါင်းပစ္စည်းတွေကပေါ့နော်ကိုရိုးအတွက်လည်းထုတ်လုပ်မှုအတွက်လည်းအခက်အခဲဖြစ်စေတယ်ကိုရိုးအနေနဲ့ပြန်ရောင်းထားတဲ့အခါမှာလည်းကိုရိုးလည်းရောင်းမှုဝယ်မှုနည်းပါတယ်ပေါ့နော်အဲ့ဒီအတွက်ကိုရိုးအနေနဲ့ဆိုင်ရောထားတဲ့ပစ္စည်းတွေဆိုရင်ကိုရိုးလည်းမဝယ်ပါဘူးအဲ့ဒီအတွက်ဆိုင်ပေါင်းထားတဲ့ပစ္စည်းတွေဆိုလည်းကိုရိုးလည်းမဝယ်ပါဘူးဆိုင်ရောထားတဲ့ပစ္စည်းတွေဆိုတာကိုရိုးဒီဒါငကိုမူလ original ခေါင်းပေါ့နောက်ထပ် original ခေါင်းတစ်ခေါင်းနဲ့ဒီလိုပေါင်းလိုက်လို့ရှိရင်ဒါဆိုင်ရောဖြစ်သွားတယ်နော်ဆိုင်ပေါင်းကကြတော့ကျွန်တော်တို့ဒီတစ်ခေါင်းထဲမှာကိုပဲအတူတွေအများကြီးပေါင်းထားတာပေါ့အဲ့ဒီလိုပစ္စည်းမျိုးဆိုရင်လည်းဝယ်ယူပါဘုန်းကြီးတို့အနေနဲ့ကတော့ဆိုင်ရောထားတဲ့ပစ္စည်းတွေကိုတက်နိုင်ဆုံးဝယ်ယူမလို့ဘူးဆိုင်ပေါင်းထားတဲ့ပစ္စည်းတွေကိုတက်နိုင်ဆုံးဝယ်ယူမှုမလုပ်ပါဘူး။ဘာလို့လဲဆိုတော့ကိုကြီးတို့အတွက်လည်းခက်ခဲဖြစ်တယ်။ကိုကြီးတို့စီကနေပြန်ဝယ်တဲ့လူတွေအတွက်လည်းအခက်အခဲဖြစ်စေပါကိုကြီးတို့အနေနဲ့ဒီဆိုင်ရောပါတဲ့ဆိုင်ပေါင်းထားတဲ့ဟာတွေကိုကြီးတို့အနေနဲ့ဘိုးဘက်ကိုကြီးတို့ပုံတယ်ရှိပို့လိုက်တဲ့အခါမှာသူတို့အနေနဲ့ထုတ်လုပ်တဲ့အခါမှာလည်းခက်ခဲအဲ့ဒီအတွက်ကိုကြီးတို့ရှိကိုဝယ်ယူမှုတွေနောက်ပြန်မပြုလုပ်တော့ဘူးကိုကြီးတို့အနေနဲ့ဆိုင်ရောထားတဲ့ဟာတွေဆိုင်ပေါင်းထားတဲ့ဟာတွေပို့လိုက်ပြီဆိုရင်ရောင်းလိုက်ပြီဆိုရင်ကိုကြီးတို့ရှိဝယ်ယူမှုမလုပ်တော့ဘူးအဲ့ဒီအတွက်ကိုကြီးတို့အနေနဲ့လည်းဆိုင်ရောထားတဲ့ဟာတွေဆိုင်ပေါင်းထားတဲ့ဟာတွေကိုကြီးတို့တက်နိုင်လို့ဝယ်ယူမှုမလုပ်ပါဘူးခါတလေလေးငါးချောင်းလောက်ပါတာမျိုးတော့ရှိတယ်ပေါ့နော်ခါတလေပါတာမျိုးတော့ရှိတယ်တခြားလူတွေတော့မပြောတတ်ဘူးပေါ့ကိုကြီးတို့သွားတဲ့လမ်းကြောင်းကတော့ဆိုင်ရောထားတဲ့သပင်တွေဆိုရင်ဝယ်ယူမှုမလုပ်ဘူးဆိုင်ပေါင်းထားတဲ့သပင်တွေဆိုရင်လည်းဝယ်ယူမှုမလုပ်ပါဘူးဆိုင်ရောထားတဲ့သပင်တွေဆိုင်ပေါင်းထားတဲ့သပင်တွေဟာကိုကြီးတို့ရှီကနေဝယ်ပြီးတော့ဝယ်ယူသွားတဲ့ကုန်တွေကသူတို့စက်ရုံတွေမှာ bleaching ပြန်လုပ်ပါ bleaching process ပြန်လုပ်တယ်project ပြန်လုပ်တဲ့အခါမှာဒါတို့ထွက်လာတဲ့ရလက်ဟာရောနှောတွေများသွားတယ်မကောင်းဘူးဆိုလို့ရှိရင်သူတို့အတွက်လည်းရလက်မကောင်းဘူးရလက်မကောင်းတော့ကုန်တယ်ကြီးတွေနဲ့ကိုလို့ရှိဘူးမဝယ်တော့ပါဘူးမဝယ်တော့ခါကျတော့ကိုရိုးလည်းလုပ်ငန်းပြတ်တောက်မှုတွေဖြစ်သွားတယ်ရောင်းမှုဝယ်မှုအားတွေလည်းရော့သွားတယ်အဲ့ဒီအတွက်ကိုရိုးအနေနဲ့ quality ကိုအတတ်နိုင်ဆုံးထိန်းသိမ်းပြီးတော့ဝယ်ယူတယ်ဆိုင်ရောထားတဲ့ဆိုင်ပေါင်းထားတဲ့ဆိုပြီးကိုရိုးကဝယ်ယူမှုလုပ်ဖို့မလုပ်တာ